ဖြစ်လျက်ဘဝမှာပညာတတ်ဖို့ဆိုပြီးတော့ပညာဖြစ်စေတတ်တဲ့ဆိုပါစို့ပညာဒါနဆိုပြီးတော့သူများပညာသင်ဖို့အခွင့်အလမ်းတွေဖန်တီးပေးတာတို့စီမီတူပြီးတော့ဆူတောင်းတာတို့ဖြစ်လျက်ဘဝမှာပညာကြီးရပါလို့ဤတို့ဆူတောင်းတာတို့ဒါတွေကိုအားကိုးလက်ရှိကြတယ်တကယ်ကတော့စာပေကျမ်းကမှာကြည့်ပဲဆိုရင်အဲ့ဒါတွေရောမဖြစ်ဘူးလားဆိုဖြစ်ပါစာပေကျမ်းကမှာဆိုတဲ့အတိုင်းပြောမယ်ဆိုလို့ရှိရင်ပညာပါရမီဖြစ်ပြီးတော့ဖြစ်လျက်ဘဝမှာပညာကြီးဖို့အတွက်ကဘာလို့ရတာတော့ဆိုဒီဘဝကလေးကမေးမြန်းဆွေးနွေးလေ့လာမှတ်သားခြင်းပဲဖြစ်တယ်ဒါဟာအလွန်သဘာဝကျတယ်